ကျွန်တော် CC Passport Channel ပြည်တကြီးအားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာ U ဆက်ခွန်အတင်းအတွက်အရင်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲရှိနေပါတယ်ပေါ့နော်ဒီနေ့ဆိုတာကတော့28ရက်နိုဝင်ဘာ2025ဖြစ်ပါတယ်ဒီနေ့ကအိုမန်နဲ့ပွဲလေးမှာတော့မြန်မာအတင်းကလုံးဝအမှားခံလို့မရဘူးပေါ့နော်ဒီပွဲကအရင်အရေးကြီးပါတယ်ဒီပွဲကိုအနိုင်ရရှိမှသာနောက်တစ်ဆင့်တက်ဖို့ဆိုတာပုံမူပြီးလွယ်ကူသွားမှာပေါ့နော်ဒီပွဲကိုတည်ကြတာတော့ဒါလို့ဆိုရင်တော့တက်ပြီးတော့အဆင်မပြေတော့ဘူးပေါ့နော်ရှေ့လန်းလာတယ်မကောင်းတော့ဘူးအဲကြောင့်ဒီပွဲအရင်ရေးကြည့်ပါတယ်ဒီပွဲလေးကိုအားပေးခြင်းနဲ့ပြည်သက်တွေအတွက်ကျွန်တော်ကကြည့်ရှုလို့ရမယ့်နေရာလေးတွေကိုပြောပြပေးခြင်းပါတယ်ကျွန်တော်တို့ကွင်းထဲမှာတရက်တော့ရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ညနေ4 နာရီအချိန်မှာတော့တူဝနနော်စတူဒီယိုမှာတွားပြီးတော့ကြည့်လို့ရတယ်တူဝနကွင်းမှာရန်ကုန်ပေါ့နော်ရန်ကုန်တူဝနကွင်းမှာတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ကျွန်တော်ကွင်းထဲကိုတရက်တွားပြီးတော့ကြည့်လို့မရဘူးကိုယ်မှာပဲကိုကြည့်ခြင်းနဲ့ဆိုရင်တော့MRTV channel ကလာမယ်ပြင်ရင် Reader channel ကနေပြီးတော့လည်းလာမယ် TV ကနေပြီးတော့ဖမ်းယူပြီးတော့ကြည့်ရှုလို့ရတယ်ပေါ့နော်ရေလို့ကျွန်တော်တို့ TV ကနေလည်းကြည့်လို့အဆင်မပြေဘူးအပြင်ရောက်နေတယ်နော်ကိုဖုန်းနဲ့ပဲကြည့်ကျင်တယ်ဆိုရင်တော့ YouTube မှာလည်းကြည့်လို့ရတယ်ပေါ့နော် YouTube မှာတော့ပြောပြနေကြပြုံး Play Sport ပေါ့နော်အဲမျက်ကြည့်ဦးရလို့ဆိုသိပါတယ်ပြုံး Play Sport ဆိုပြီးတော့ရှာလိုက်ပေါ့နော်အဲ့လိုမျိုးပြုံး PNAY Play SPORT Sport ပြုံး Play Sport အဲ့လိုမျိုးရှာလိုက်နော်ရှာလိုက်ရင်တွေ့လိုက်မယ်ပြုံး Play Sport နဲ့ဒီလို live ဆွဲနေရလေးကိုတားလိုက်ခုလောဆယ်တော့ဒီမှာတော့ဘာမှပြလာတာမရှိသေးဘူးเนาะသူဘောလုံးပွဲလာရင်တော့သူပြပေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒါလေးကိုလာပြီးတော့ပြပေးရပါတော့ကျွန်တော်တို့မြန်မာယူစကွန်အတင်းကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်